We are Boaraku, so that dome. Could Shatana de Boama, Kauna Rile Loja and Sura Rile Loja. Now so much Chingly Yaulavi solution. Any account suri. Go look at it, account suri. I yet the way. Maybe a second, no more be of Poland that day. That they have up way. They are Mumu a chain Yaulavi solution. Go look at it, lawyer, they have Jabiro. A metema lolo. The Gabe Miara lolo. Say a sema, Rambo be the Pola like me. Hello, Rambo be the Pola that don't use it more. Go look at it. Can I young at the coup? Can man make so that? To Gudogan, Abudogan or loaded a chain long at Pawanchen, a chain lady at the coup. Katina Mesura, now what people me. A young lady, Judim Yenida at the coup. Tomushi, Erao, can Gamana make a dinner made of your. No, they got Ipoguma. Don't you are born at the depot? Cansura Belu cam you born at Ledosoy. But what the Kugu, Tolo Dome, Swan are Pide, a Queen Yala, Gandayata Kuga. Say a single Rambo Vido, Erichema born in that. Elu Bora, Beduja Bora Rosary. Gandaya swine that did it down with Bora. Bedugama la look with up a whole Gandaya swine that did it. Say a cinema daddy laugh on it. Any camponi there solution, Umaman do the hour. Say so get it. Toda nepathetic can solution. Any chamber, any say Yuri Bona. Say the do need a say the soul need. And you know a Kanzamu Muri Kanzania or damn you Chella. Or Gaunari lonely Rebugo, you know a Captain Tiny Refiago out beautiful. Every chili labo. Say Senema, Erican, are you Bonarat? Erilu Bonare Kajano, Kaman made Lusure. A chini conditions on Kama Dari Lelari. They are tiny so that ye Bola Lushi. Payaganema, they are tiny so Payayo Borole. Body bed, Payago, Simi Banyi, Jani, Secretary, Pawanji, Chini, Gono, Satema, a member that will love you, Bonnie that day. A Magona looked at a Bogo Jaro, Magona a chini muri la that. So as Trace and they go Tapshan say, oh, Trace and they go Tani Yadalu. Toda Pshede, Trace and Lago, Yan Lode, go at Trace and Tadi, any bones and muri la that day. Pawanji a chini, go la bon. And a command made it born and call it. Katin made Sunajaro, Bobon Bonidi, Mu Bon. Todo sabe janga ma yethara do Lubi pian yaw me puggol tayaw ha ami wan yi ko pawတယ်လို့ဒါပေါ်နိုင်တာတစ်ခုပြောတဲ့သဘောတခြားနည်းနဲ့လည်းဂတိနမိတ်ပေါ်တယ်လို့ပြောနိုင်အဲ့ဒီဂတိနမိတ်ပေါ်တာပါလဲဆိုတေခါနေ့အချိန်မှာကုသကောင်းမှုလုပ်ထားတဲ့ပုဂ္ဂိုလ်ဟာတင်ငယ်စောနဲ့မျောသွားပြီဆိုတဲ့အချိန်လေးမှာအိမ်မက်ထဲလိုဘာတွေပေါ်တတ်တော့လူပြည်ပြန်ရောက်မဲ့ပုဂ္ဂိုလ်ဟာမျိုးတစ်မျိုးရောက်သွားတယ်အိမ်တအိမ်တွေ့တယ်အဲ့ဒီအိမ်ပေါ်တက်သွားတယ်ဟောဒါလည်းဂတိနမိတ်ပဲပေါ့အဲ့ဒီအိမ်ပေါ်သူတက်နေရတယ်လို့ပေါ်တယ်အဲ့ဒီအိမ်ကလူတွေကသူခေါ်သွားတယ်လို့ဒီလိုပေါ်တာမျိုးတွေပေါ့နတ်ပြည်ရောက်တော့မယ်ဆိုတဲ့ပုဂ္ဂိုလ်ကလည်းပဲနတ်ပြည်ကနတ်သားတွေကသူ့လာခေါ်နေကြတယ်ယထာကြီးနဲ့တင်ခေါ်သွားတယ်ဥယျာဉ်တွေဗိမာန်တွေသူရောက်သွားတယ်ဆိုတဲ့အနေအထားမျိုးတွေပေါ်လာတယ်ပေါ့ကိုရောက်မဲ့နေရာတွေကိုကျွတ်တင်ပြီးတော့ထင်အောင်မြင်အောင်ဖြစ်လာတာမျိုးတွေဟာဒါဂတိနမိတ်လို့ခေါ်တယ်တကယ်ကိုမြင်ရတဲ့ဂတိနမိတ်ကလည်းရှိတတ်သေးတယ်ပေါ့တာမန်ပုဂ္ဂိုလ်တွေကတော့မမြင်ရဘူးဒီပြပုဂ္ဂိုလ်တွေကမမြင်ရဘူး
အဲ့ကာယကံရှင်ကိုယ်တိုင်ကတော့တကယ်မျက်စိနဲ့မြင်နေတာဂတိနိမိတ်ကတော့ရှိတတ်တယ်ပေါ့အဲ့ဒါမျိုးနဲ့ရှိဓမ္မိကဥပဒကာရဲ့ဝတ္ထုမှာဆိုရင်ဓမ္မိကဥပဒကာကြီးကအကြီးအကျယ်ယောဂဝေဒနာဖြစ်ပြီးတော့တေကံဤဆက်ဆက်ရောက်နေတဲ့အချိန်မှာယဟန်နေပြင်ပြီးတော့မဟာသတိပဋ္ဌာန်သုတ်ကိုနားနေအဲ့ဒါလို့တရားနာနေတဲ့အချိန်မှာနတ်ပြည်6ထပ်ကနာယထာတွေသူ့အိမ်ဝရောက်လာပြီးတော့ခေါ်ကြတယ်ကျွန်တော်ယထာနဲ့လိုက်ခဲ့ပါကျွန်တော်တို့ဘုံကိုလိုက်ခဲ့ပါနဲ့ဆိုပြီးတော့အလူရဲ့ခေါ်ကြတယ်ပေါ့နော်ခုခေတ်စိုက်ကားသမားမြင်လဲသမားတွေလို့နေမှာပေါ့ခေါ်ကြတယ်ယထာစိတ်တို့သင်္ဘောစိတ်တို့အလူရဲ့အဲ့ဒါခေါ်တာလို့ပဲသူတို့ကခေါ်တဲ့အခါယဟန်ရဲ့မဟာသတိပဋ္ဌာန်တို့ရွတ်ထာကိုနားနေတဲ့တခါကြီးကဘာပြောတော့ဆိုနေကြပါအောင်ဆိုင်းကြပါအောင်ဆိုင်းကြပါအောင်လို့ပြောသူကတကယ်မြင်နေတာအဲ့ဒါမြင်တာတရားနာရင်သူ့လားခေါ်နေတာအတန်လေးလည်းကြားဆိုင်းကြပါအောင်ဆိုင်းကြပါအောင်ဆိုတော့ယဟန်တော်တွေကဟာတို့ရခိုင်းတာဖြစ်မယ်ဆိုပြီးတော့ဆက်မရွတ်တော့ဘူးရသွားကြအဲ့ဒီချိန်မှာသူကမျောသွားတယ်ပေါ့ယဟန်တော်တွေပြန်သွားတော့မှပြန်တတိယလာတဲ့အခါမိသားစုတွေကငိုးနေကြတယ်ဘာဖြစ်လို့ငိုးနေကြလဲသူကပြန်လဲလာတော့မေးဟောခုနကအဖေပဲတန်ဃာတော်တွေပြင်တရားနာတာရပ်ပါအောင်ဆိုင်းပါအောင်ဆိုင်းပါအောင်ဆိုလို့ကိုတော်တွေပြန်ကြွကုန်ပြီဆိုတော့ငါကိုတော်တွေကိုပြောတာမဟုတ်ဘူးတဲ့လာပြီးတော့ခေါ်နေကြတာဟုတ်ပါနတ်ပြည်ကယထာတွေလာခေါ်တယ်ဟိုဘက်မှာမမြင်ကြဘူးလားလို့ဆိုသူကမှမမြင်ဘူးသူ့အဖေကြောင်ကရန်းနဲ့ပြောတယ်ပဲထင်ကြတယ်ပေါ့အေးအဲ့ဒါလို့ဆိုရင်ငါမျက်စိကသေချာမြင်နေတာအဲ့တော့ပြဘယ်ဘုံဟာအကောင်းဆုံးလို့မေးတဲ့အခါဘုရားလောင်းနေနေတဲ့တုတိတာဘုံဟာအကောင်းဆုံးပဲဆိုပြီးတော့ပန်းကုန်းတကုန်းတောင်းပြီးတော့အဲ့ဒီတုတိတာဘုံကနာယထာလှမ်းပြီးတော့ပြစ်ပြီးချိတ်လိုက်တဲ့အခါပန်းကြတော့မြင်ရတယ်အဲ့ကြတော့ယထာကိုတော့မမြင်အောင်ဩအဲ့ဒါဆိုလို့ရှိရင်သူ့မျက်စိနဲ့တကယ်မြင်ရတဲ့ဂတိနိမိတ်ပဲပေါ့တကယ်မြင်ရတဲ့အနေအထားတစ်ခုပဲပေါ့ထို့တူပဲအနာဂံဥပဒကစိတ်ဓာတ်သူကျွဲဆိုတဲ့တကာကြီးရတယ်ပဲတရားမှုအချိန်မှာအားလုံးမိသားစုကဝိုင်းပြီးတော့နေတဲ့အချိန်မှာနှုတ်ထဲကနေပြီးတော့ပြောတာမာရင်ပြောအေးဒါလည်းပဲမမြဲပါဘူးဒါလည်းပဲမမြဲပါဘူးဒါလည်းပဲမခိုင်မာသေးပါဘူးမျက်ရှိတဲ့အရာမဟုတ်ပါဘူးအဲ့လိုပြောတော့မိသားစုကထင်ဟောအဖေတေဂန်ဒီကြောက်လို့ရောင်းနေတာပဲလို့ဒီလိုအောင်မေးတော့တေဂန်ဒီမှာပြောတတ်တယ်အဲ့ဒါပြောတယ်ဘေးကလူကအဲ့ဒါရောင်းပြီးတော့ပြောနေတယ်လို့ထင်အဲ့တော့တတိလဲလာတဲ့အခါပြန်ပြီးတော့ဘာဖြစ်လို့အဲ့ဒါပြောတာတော့ဆိုမဟုတ်ဘူးတဲ့တယောက်တည်းစကားပြောတာမဟုတ်ဘူးတဲ့ငါနာမှာလာတယ်နတ်တွေလာတယ်လာပြီးတဲ့အခါနတ်တွေကပြောတာတထေးစိတ်ကူးမလွဲနဲ့သူတို့နတ်ဘုံဟာပျော်စရာကောင်းတယ်အဲ့ဒီကိုစိတ်ညွတ်လိုက်အဲ့ဒီစိတ်ညွတ်လိုက်အဲ့ဒီနတ်တွေကိုရောက်လာမှာအဲ့လိုလားလာပြောကြတာလားလာပြောလို့အေးမင်းတို့ဘုံလည်းမမြဲပါဘူးကွာမင်းတို့ဘုံလည်းမမြဲပါဘူးထာဝရဘုံမဟုတ်ပါဘူးလေခါကပြောတာတဲ့သူတို့နဲ့စကားပြောနေတာဟောဒီလိုဆိုလို့ရှိရင်သူ့ရဲ့ဂတိနမိတ်တွေဟာလည်းပဲထင်းနေတယ်ဆိုတဲ့အဓိပ္ပာယ်ပဲပေါ့ဟောအဲ့တော့ဂတိနိမိတ်ထင်ပုံထင်နည်းတွေကတော့အများကြီးပဲအေးငရဲကြမဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်ငရဲမီးတွေထင်တတ်တယ်ခွေးနဲ့ကြီးတွေထင်တတ်တယ်ကြောက်စရာကောင်းတဲ့လူကြီးတွေကလာပြီးတော့ဆွဲခေါ်သွားတာတို့ဒါမျိုးတွေထင်တတ်တယ်တဲ့ဒါကြောင့်မလို့အေးမျက်လုံးကြီးပြူးပြီးတော့ရုံးကန်ပြီးသေသွားရင်တော့သေကြတာပဲအဲ့ဒါသူ့လာဆွဲခေါ်နေလို့သူလန့်တဲ့သဘောပေါ့နော်အဲ့ဒီလိုတေဂန်ဒီအချိန်မှာဆိုလို့ရှိရင်လူတွေဟာအမျိုးမျိုးမနေ့တုန်းကအမေရိကန်ကနိုင်ငံကလာတဲ့အမျိုးသမီးတစ်ယောက်ကသူက nurse မှာဆေးရုံကြီးတွေမှာတေဂန်ဒီအချိန်တွေမကောင်းတဲ့လူနာတွေကိုပြုစုဆောင်ရှောက်ရတဲ့ nurse အဲ့တော့လူတွေသေးသေးသွားကြတဲ့အခါမှာသူကအမျိုးစုံမြင်မှုတွေတချို့လူတွေကရုန်းကန်ပြီးတော့သေသွားတယ်
တချို့လူတွေကပြန်လီတိုက်ခိုက်ပြီးတော့တည်သွားတယ်တချို့လူတွေကမျက်လုံးကြီးပြူးပြီးတော့တည်သွားတယ်ကြောက်စရာလန့်စရာမြင်လို့ကြောက်ပြီးတော့တည်သွားတဲ့လူတချို့လူတွေကြတော့ပြုံးပြုံးကလေးနဲ့တည်သွားတာဟောလူမျိုးစုံတည်တာတွေကိုသူကအနိကပ်ပြီးတော့ကြည်ရအဲ့ဒါတွေကဘာကြောင့်လို့ပေးဘူးလေအဲ့တော့ဘုရားဘာသာတရားတော်အရာကြတော့ခုနပြောတယ်ကံကမ္မနမိတ်ဂတိနမိတ်တွေတွေ့နေတဲ့အခါမှာလူတွေရဲ့မျက်နှာအခြေအနေဟာပျော်စရာတွေတွေ့တဲ့အခါကျတော့ပြုံးတာပေါ့နော်ကြောက်စရာတွေတွေ့တဲ့အခါကျတော့မဲ့တာပေါ့ယုံနာခံတာပေါ့အဲ့တော့ကြောက်စရာလန့်စရာတွေတွေ့တယ်ဆိုရင်မကောင်းတဲ့နမိတ်တစ်ခုပဲပေါ့ပျော်စရာတွေတွေ့လို့ပြုံးပြီဆိုလို့ရှိရင်တော့အဲ့ဒီလူကကောင်းတဲ့ပုံရောက်တာသိကြတယ်အဲ့ဒါကြောင့်မလို့အဲ့ဒီအချိန်မှာကိုလို့တဲ့ကံတရားတွေဟာအရိပ်တစ်ခွဲမိမိစိတ်ကိုလွှမ်းမိုးပြီးတော့လာတတ်တယ်အဲ့ဒါလို့လွှမ်းမိုးလာပြီဆိုလို့ရှိရင်နောက်ဆုံးစိတ်ကလေးတွေလာအဲ့ဒီအာယုံလေးပေါ်မှာစိတ်ကလေးဟာကိုင်းညွတ်နေပြီးတော့အဲ့ဒီစိတ်ထဲမှာပေါ်လာတဲ့အာယုံဟာခွာလို့မရဘူးခွာလို့မရဘူးဖယ်ပြစ်လို့မရဘူးဘာဖြစ်လို့ဖယ်ပြစ်လို့မရလဲလို့ဆိုရင်အဝိဇ္ဇာကအဲ့ဒီချိန်မှာလွှမ်းမိုးထားလိုက်တယ်စိတ်ကိုလွှမ်းမိုးထားအဝိဇ္ဇာကလွှမ်းမိုးထားပြီးတော့နေတဲ့အချိန်မှာတဏှာဆိုတဲ့အတွေ့အတာကနေပြီးတော့သဘောကျဥပမာမယ်ဆိုတော့မကောင်းတဲ့ဘဝတောင်မှပဲသူကတွေ့တာအောင်တဏှာကနေပြီးတော့တွေ့တာမှုကိုပေးထားတယ်အဲ့ဒီလိုတွေ့တာမှုပေးထားလို့ဒီစိတ်အစဉ်လေးဟာဒီအာယုံပေါ်မှာညွတ်နေတဲ့ဆိုတဲ့အချိန်လေးမှာကံတရားကနေဘဝသစ်တစ်ခုပြစ်ချလိုက်တယ်တဲ့သုံးခုပေါင်းပြီးတော့အလုံးလုံးတဲ့သဘောပေါ့အဝိဇ္ဇာကအာယုံရဲ့အပြစ်တွေကိုမမြင်အောင်ကွယ်ပေးထားတယ်အမှန်မမြင်နိုင်အောင်ကွယ်ပေးထားတယ်မဟုတ်တာတွေမြင်နေတယ်နော်မရှိတာတွေကိုမြင်နေတယ်အဲ့ဒီမြင်တဲ့အပေါ်မှာတဏှာကညွတ်ကိုင်းစေတယ်တဏှာကညွတ်နေတဲ့အပေါ်မှာကံတရားကနေစီမံပြီးတော့ပြစ်ချပေးလိုက်တယ်ဒါနဲ့ဒီဘဝလည်းအဆုံးသတ်ရောနောက်ဘဝတစ်ခုရောက်သွားတယ်ပေါ့အဲ့တော့ရောက်သွားတယ်ဆိုတော့ဘယ်သူရောက်သွားတာတော့ဆိုဘယ်သူမှရောက်သွားတာတော့မဟုတ်ဘူးအကြောင်းနဲ့အကျိုးပဲเนาะဒီဘဝစိတ်အစဉ်တစ်ခုအဆုံးသတ်သွားတာနဲ့တပြိုင်နက်ကံတရားကဖန်တီးလိုက်သည့်အတွက်ကြောင့်ဘဝသစ်တစ်ခုမှာဝိညာဏလို့ဆိုတဲ့ဝိပါကစိတ်ကလေးပေါ်လာတာပြောတာအဲ့ဒီဝိပါကစိတ်လေးဟာမသေးခင်ကယူထားတဲ့အာယုံလေးရဲ့အပေါ်မှာသူကနေရအဲ့ဒီဝိပါကစိတ်လေးဟာကံဆိုတဲ့မြေလွှာပေါ်မှာပေါက်ပွားတာဖြစ်လို့ကမ္မံခိတ္တံလို့မြတ်စွာဘုရားခေါ်တယ်အဲ့ဒီမှာတဏှာကနေအထောက်အကူပြုတာဖြစ်သောကြောင့်တဏှာတဏေဟောဘဝတည်းတစ်ခုမှာဝိညာဉ်ဆိုတဲ့မျိုးစေ့လေးဟာကံဆိုတဲ့မြေလွှာပေါ်မှာတဏှာဆိုတဲ့ရေအစေးလေးလောင်းထိလိုက်သည့်အတွက်ကြောင့်မျိုးစေ့လေးကနေပြီးတော့အမြင့်ကလေးဆင်းပြီးတော့အမြောက်ကလေးပေါက်လာလို့ဘဝတစ်ခုအတိရကြပြန်တာပေါ့အဲ့ဒီသဘောကိုမြတ်စွာဘုရားကသင်္ခါရပစ္စယဝိညာဏကံတရားကဖန်တီးတာလို့ဘဝတစ်ခုမှာဒီလိုဆိုလိုတာပေါ့